တချို့ကတော်တော်များများထင်နေတာကအလုခံပုဂ္ဂိုလ်ကြောင့်ဒါနကုသိုလ်ကြီးသူကြီးတယ်ထင်နေတာအဲကြောင့်ယဟန္တာဟေ့ဆိုအလူရက်သွားလှူကြတာကြိတ်ကြိတ်တိုးနေကြတာတကယ်တော့မဟုတ်ဘူးအလူရှင်ရဲ့စိတ်နဲ့ပဲဆိုင်တာနော်စာထဲမှာပြောတဲ့ပုံစံလေးပြောမယ်ဘာလို့ဆရာတော်ကြီးလည်းခဏခဏဟောပါတယ်မြတ်စွာဘုရားကအရှင်သာရိပုတ္တရာကိုလှူတဲ့အလှူနဲ့အရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူဘုရားကျေးဇူးကြီးမလဲဆိုတာကိုစာပေထဲမှာမေးခွန်းထုတ်ထားတာဒီစကားလေးပထမတစ်ခုကမြတ်စွာဘုရားကအလှူရှင်အရှင်သာရိပုတ္တရာကိုလှူမှာအလှူရှင်ကမြတ်စွာဘုရားအလှူခံကအရှင်သာရိပုတ္တရာနောက်တစ်ခုကျတော့အရှင်သာရိပုတ္တရာကအလှူရှင်မြတ်စွာဘုရားကိုလှူမှာဟုတ်လားအဲ့ဒါဒီနှစ်ခုတည်းဘယ်သူပိုအကျိုးကြီးမလဲလို့မေးခွန်းထုတ်ထားတယ်တာမန်ကြည့်မယ်ဆိုရင်အလှခံကြည့်မယ်ဆိုရင်ဟာအရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတာကျေးဇူးကြီးမှာပေါ့ဘာလို့မြတ်စွာဘုရားကအလှခံမြတ်တယ်လေဟုတ်တယ်လားမြတ်စွာဘုရားကအရှင်သာရိပုတ္တရာလှူတာဘယ်ကျေးဇူးကြီးမလဲအရှင်သာရိပုတ္တရာနေတယ်လေဆိုတော့မဟုတ်ဘူးလှူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နဲ့ပဲဆိုင်တာအဲ့တော့မြတ်စွာဘုရားကအရှင်သာရိပုတ္တရာကိုလှူတာပိုကျေးဇူးကြီးတယ်အလှခံပုဂ္ဂိုလ်အရှင်သာရိပုတ္တရာနေပေမဲ့အလှရှင်မြတ်စွာဘုရားကအယံစိတ်ထားတတ်တယ်ဘလို့စိတ်ထားရင်မြတ်မလဲဆိုတာဘုရားအသိဆုံးအဲ့တော့အကျိုးကြီးအောင်ဘုရားစိတ်ထားတတ်တယ်နော်အဲ့ကြောင့်ဦးဇင်းတို့အလှခံပုဂ္ဂိုလ်တဲ့အလှရှင်ရဲ့စိတ်ကအယံအကြီးဆုံးပဲအဲ့ကြောင့်ဦးဇင်းတို့ပြောနေတာဦးဇင်းတို့တရားဟောတယ်ဆိုတာလှူတက်ဖို့ဟောနေတာလှူဖို့ဟောတာမဟုတ်ဘူးအရေးကြီးတယ်နော်မြန်မာလူမျိုးတွေကမလှူတတ်ဘူးမလှူတတ်တော့အလှခံပုဂ္ဂိုလ်အပြေးချတာချတဲ့ခါကျတော့မောတာပေါ့နော်အဲ့တော့စိတ်ထားတတ်ဖို့ပါနော်စိတ်ထားတတ်ဖို့